တူချစ်တဲ့ကိုရီမတွေအားလုံးပဲမင်္ဂလာပါ7နာရီနဲ့10မိနစ်မှာအပြီးပြင်ဝုန်းရမယ်ကနန်းလေးလာပါပြီဒီ1ရယ်ဒီ9ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းရ1ထိပ်စီဖြစ်တဲ့အတွက်1ထိပ်စီဖြစ်တဲ့အတွက်ဒီ9နဲ့4နဲ့2လုံးပေါင်းရလဲ1ထိပ်စီပါပဲเนาะ1ထိပ်စီပြထားတယ်အဲ့လို1ထိပ်စီဖြစ်တဲ့အချိန်မှာဒီ9ရယ်ဒီ9ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းရတယ်9ပါဝါ3ညနောက်ပိတ်ပါတဲ့နော်အဲ့တော့1ထိပ်စီ3ညနောက်ပိတ်နဲ့10ဆိုပြီးထုတ်ပါနော်10ဆိုပြီးထုတ်ပါတယ်ကဲနောက်တစ်ခါဒီ2ရယ်ဒီ4ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းရလဲ9ထိပ်စီပါတယ်နော်ဒီ3လုံးပေါင်းရလဲ9ထိပ်စီအဲ့လို3လုံးပေါင်းရ9ထိပ်စီဖြစ်တဲ့အတွက်ဒီ6နဲ့ဒီ9နဲ့2လုံးပေါင်းရလဲ9ထိပ်စီပါပဲတဲ့နော်9ထိပ်စီပါပဲအဲ့လို9ထိပ်စီနှစ်ပင်ပေးပြီးတော့တဲ့ဒီ4ရယ်ဒီ4ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းရတဲ့ခွန်ပါဝါ2နောက်ပိတ်ပါတဲ့နော်2နောက်ပိတ်အဲ့တော့9ထိပ်စီ2နောက်ပိတ်နဲ့52ဆိုပြီးတော့ထွက်သွားပါတယ်နော်ကဲအခုဒီတင်းင်းလာနေမနက်ကိုဝုန်းရမယ်ဒီကဲအမှန်ကန်ကဏ္ဍလေးလာပါပြီဒီ1ရယ်ဒီ2ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းရလဲ8ထိပ်စီပါတဲ့နော်အဲ့လို8ထိပ်စီဖြစ်တဲ့အချိန်မှာဒီ3နဲ့ဒီ9နဲ့2လုံးပေါင်းရလဲ8ထိပ်စီပါပဲနော်8ထိပ်စီပါပဲအဲ့လို8ထိပ်စီနှစ်ပင်ပေးပြီးတဲ့အချိန်မှာဒီခွန်ရယ်ဒီ2ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းရ4ပါဝါ9နောက်ပိတ်ပါတဲ့နော်ဒီ3လုံးပေါင်း4ပါဝါ9နောက်ပိတ်ဆိုတော့ဒီမှာ8ထိပ်စီ9နောက်ပိတ်နဲ့89ဆိုတဲ့ကဏ္ဍလေးတစ်ခွက်84ဆိုတဲ့ကဏ္ဍလေးတစ်ခွက်ပြီးပြင်ဝေါမှာပါဘရိတ်လေးကိုပြန်ကြည့်ပေးလိုက်အောင်နော်ဒီမှာ10ထွက်ဖို့အတွက်ကိုဒီ3လုံးပေါင်းခြင်းဟာ1ပါဝါ6ပရိတ်နော်ဒီမှာ10ဆိုပြီးထုတ်ပါတယ်နောက်တစ်ခါဒီ3လုံးပေါင်းခြင်းဟာလေ2ပါဝါ9ပရိတ်နော်နောက်ကဒီ3လုံးပေါင်းခြင်းဟာလေ2ပါဝါ9ပရိတ်